တနေ့သာဘာလို့လဲဆိုတော့ဒီနေ့ daily vlog ပုံစံနဲ့ပြန်ဖြစ်ပါတယ်ကိုကတော့12နာရီ45ရှိကိုကဲအခုမှနိုးတာဆိုတော့မျက်နှာမသိဘူးနာရီတော့တွေ့လာโอเคအမှတွေ့မယ်မျက်နှာတွေပါတစ်ပြီးတော့အိမ်မှာချက်စရာစားမရှိတော့စားရင်တော့ဝယ်ပါတယ်ဘီယာနဲ့ဗညာမနှက်စာတွေပါစားရုပ်ရှင်တွေပါကြည့်ပါဗျာမနှက်စာပါစားပြီးတော့ MS ပွဲလာနေဆိုတော့ MS ပွဲကိုသွားကြည့်လိုက်ပါတယ်Falcon နဲ့ Team 7လာမှမသိဘူးဘယ်တည်းကတော့ so high တယ်တော်တော် high တယ် 3G နဲ့ပြတ်သွားမယ်လို့မထင်တာဘူးနော်တော်တော်ကောင်းပါတယ်နောက်ဆုံးဝင်သွားတဲ့ဘက်တရီကတော်တော်မိုက်တယ်ဗျာဒီကူကတော့လောကိစ္စရေးရှိလို့မျိုးလေးတစ်ချက်သွားမှာဖြစ်ပါတယ်။ချိန်ကတော့9နာရီထိုးပေါ့နော်။ဟေးချက်လိုက်ခဲ့ပါအခုသွားနေရကတော့ဒါအိမ်စာချုပ်သွားချုပ်တာပေါ့နော်ဒါကျွန်တော်တော့သွားချုပ်တာမဟုတ်ပါဘူးကျွန်တော်အတိအထရောက်သွားချုပ်တယ်ကျွန်တော်လိုက်သွားပြီးတာပါစာချုပ်တွေပါချုပ်ပြီးတော့လမ်းမှာပါပြန်နေပါပြီဒီနေ့က vlog ကတော့ပြီးပါပြီကိုယ်လည်းအိမ်ပြန်ရောက်နေပြီမင်းနဲ့စားဝယ်ရဲချိုးပါလေဆိုတော့ပဲပမဲနေပြီကျွန်တော်နားလိုက်ပါဦးမယ်ဒီနေ့ဗီဒီယိုကြည့်ပြီးရဲ့လူတယောက်ချင်းနိုင်ကိုကျေးဇူးတင်ပါတယ် See you guys